မန္တလေးကိုခဏလေးရောက်လာပြီးအလွမ်းတွေပေးသွားရတဲ့ဗျာအချစ်နဲ့ပတ်သက်လာရင်ကျွန်တော်နှလုံးသားကလုံးဝအရိုက်မှာဗျာပြန်လာမယ်အလွယ်ပြောပြီးတော့ကျွန်တော်ချစ်ကိုကစားသွားရတဲ့ဗျာကျွန်တော်တို့ရွှေမန္တလေးကိုခဏလေးရောက်လာပြီးအလွမ်းတွေပေးသွားရတဲ့ဗျာအချစ်နဲ့ပတ်သက်လာရင်ကျွန်တော်နှလုံးသားကလုံးဝအရိုက်မှာဗျာပြန်လာမယ်အလွယ်ပြောပြီးတော့ကျွန်တော်ချစ်ကိုကစားသွားရတဲ့ဗျာတစ်ဖက်သက်အချင်းမိုးလေးမျောလိုက်ရတာမောပါပဲဗျာခမရရဲ့စိတ်ကားလုံးနဲ့ဗျာလာခြင်းတကယ်ညီကလေးပါခမရကမလာတာပါကျွန်တော်အချစ်တွေကိုလူကြုံတယောက်နဲ့ပြန်ပြီးပေးလိုက်ပါခမရဝေပေးချခဲ့တဲ့မတရားပစ္စည်းတွေမိပုံရှုပ်ပြစ်လိုက်မေဗျာဖြစ်ခဲ့သမျှစကြောင်းတွေကိုကံကြောင်းတရားလို့မယူလိုက်မေဗျာကျွန်တော်တို့ရွှေမန္တလေးကိုခဏလေးရောက်လာပြီးအလွမ်းတွေပေးသွားရတဲ့ဗျာအချစ်နဲ့ပတ်သက်လာရင်ကျွန်တော်နှလုံးသားကလုံးဝအရိုက်မှာဗျာပြန်လာမယ်အလွယ်ပြောပြီးတော့ကျွန်တော်ချစ်ကိုကစားသွားရတဲ့ဗျာတစ်ဖက်သက်အချင်းမိုးလေးမျောလိုက်ရတာမောပါပဲဗျာခမရရဲ့စိတ်ကားလုံးနဲ့ဗျာလာခြင်းတကယ်ညီကလေးပါခမရကမလာတာပါကျွန်တော်အချစ်တွေကိုလူကြုံတယောက်နဲ့ပြန်ပြီးပေးလိုက်ပါခမရဝေပေးချခဲ့တဲ့မတရားပစ္စည်းတွေမိပုံရှုပ်ပြစ်လိုက်မေဗျာဖြစ်ခဲ့သမျှစကြောင်းတွေကိုကံကြောင်းတရားလို့မယူလိုက်မေဗျာ